ကဘာပေါ်မှာနိုင်ငံပေါင်း200နီးပါးရှိပေမဲ့ဘာလို့အမေရိကန်ကပဲတကဘာလုံးကိုအုပ်ချုပ်နေရတာလဲသူတို့စီမှာအဲ့လိုမျိုးဘာရှိလို့လဲပထမအချက်ကတော့သူတို့ရဲ့ပထဝီဝင်အနေအထားပဲဖြစ်ပါတယ်အမေရိကန်ရဲ့ဘယ်ညာမှာအတ္တလန်တစ်နဲ့ပစိဖိတ်သမုဒ္ဒရာကြီးနှစ်ခုကတဘာဝအလျောက်ရန်သူတွေကနေကာကွယ်ပေးထားတယ်အိမ်နီးချင်းနိုင်ငံတွေကလည်းသူတို့ကိုရှင်နိုင်တဲ့စစ်အင်အားမရှိဘူးဒါကြောင့်အမေရိကန်ပြည်ပကိုရန်သူကျူးကျော်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲပါတယ်နောက်တစ်ခုကတော့ဒေါ်လာပါကမ္ဘာရေနံမှန်သမျှကိုဒေါ်လာနဲ့ပဲအယောင်းဝယ်လောက်ရမယ်လို့သတ်မှတ်ထားပါတယ်ဆိုလိုတာကကမ္ဘာစီးပွားရေးရဲ့သွေးကြောကိုအမေရိကန်ကပဲထိန်းချုပ်ထားတာပါသူတို့ကပတ်စံကိုစိတ်ကြိုက် print ထုတ်လို့ရနေတဲ့၍သူတို့ကကမ္ဘာဘရင်ပါပဲဒါရင်မကသေးဘူးကျွန်တော်တို့သုံးနေတဲ့ဖုန်းအင်တာနက်ကနေ AI အထိနီးပညာအားလုံးကသူတို့လက်ထဲမှာပဲရှိနေတာပါနောက်ပြီးတော့ကမ္ဘာအနှံ့မှာသူတို့ရဲ့စစ်စခန်းတွေကအများကြီးပဲဘယ်သူကိုမဆို24နာရီအတွင်းနှိမ်ထုတ်နိုင်စွမ်းရှိတယ်ဒါဆိုရင်မိတ်ဆွေတို့အနာဂတ်မှာဒေါ်လာကိုတရုတ်ယွမ်ဒါမှမဟုတ် crypto ကအစားထိုးနိုင်မယ်လို့ထင်ပါသလား comment မှာရေးခဲ့ပေးပါဦးအ